Hello ဒီနေ့မှာတော့ vlog ကအမြဲတမ်းစားနေကြဖြစ်တဲ့အရန်စားလို့ကောင်းတဲ့ကိုရီးယားဆိုင်လေးဒီဇိုင်းနဲ့မိတ်ဆက်ပေးပါမှာဖြစ်ပါတယ်ဒီဇိုင်းလေးကစမ်းကြောင်းမှာဒီဇိုင်းရန်ကင်းမှာဒီဇိုင်းနှစ်ဆိုင်ရှိတဲ့အတွက်ကြောင့်ကိုယ်နဲ့အဆင်ပြေတဲ့ဆိုင်မှာသွားစားလို့ရပါတယ်ဒီဆိုင်လေးမှာကိုရီးယားအစားအစာတွေတော်တော်များများရတယ်စားစရာတွေကလည်းအများကြီးပဲဘာပဲမှာစားအရန်ကောင်းပြီးတော့ဈေးကလည်းအရန်တန်တယ်တစ်ခုမှ1000ခွဲဝန်းကျင်ဈေးနှုန်းလေးလည်းအရန်တက်တာတယ်ပြီးတော့အသားကင်စားခြင်းတဲ့လူတွေအတွက်ကိုတိုင်းလည်းကင်မစားခြင်းဘူးစီပေါက်မှာကြောက်တဲ့လူတွေအတွက်ဆိုရင်လည်းတန်းအမကြီးတွေကတခြားလေးကင်ပေးရပေါ့နော်အသားတွေကတော့ဝက်3သားကင်ဝက်မိုးခိုသားကင်နဲ့အမဲသားမိုးခိုသားကင်အစရှိရဲ့အသားကင်အများကြီးကိုကြိုက်တာမှစားလို့ရတယ်ဒီဆိုင်မှာတခြားကိုရီးယားအစားအစာတွေအများကြီးရတယ်ဘဲခောက်ဆွဲဆိုလဲအရန်ကောင်းတယ်ပြီးတော့ဒီဆိုင် signature ဒီကိုရီးယားကင်ချီထမင်းတုပ်ပေါ့နော်ကိုရီးယားကင်ချီထမင်းတုပ်ဆိုရင်ဒါဒီမင်းကြီးကားတွေကလိုမျိုးကိုရီးယားကင်ချီထမင်းတုပ်အရသာစစ်ကိုခန်းစားခြင်းနဲ့ဆိုရင်တော့ဆိုင်လေးမှာသွားစားလို့ရတယ်ဆိုင်လေးရဲ့နာမည်ကမောက်ဂျာဆိုပြီးတော့ကိုရီးယားနာမည်လေးပေးထားတာဖြစ်ပါတယ်မောက်ဂျာဆိုတာကတော့တွားစားကြမယ်စားကြစို့ဆိုတဲ့အဓိပ္ပာယ်ရရပေါ့နော်ဒါလေးကကိုရီးယားကင်ချီထမင်းတုပ်ပါဒါကတော့ကိုရီးယားပဲခောက်ဆွဲပေါ့နော်ဒီကိုရီးယားကင်ချီထမင်းတုပ်ကိုစားကြည့်ကြဖို့အကုန်လုံး recommend ပေးပါတယ်ဒီဆိုင်လေးမှာဆက်လက်ရွက်နဲ့ကင်ချီတွေကိုကြိုက်တဲ့လောက်စားကုန်သွားရင်အလကားထပ်မှာလို့ရတယ်ပြီးတော့ဒီဆိုင်မှာကကိုရီးယားဆန်အရက်မျိုးစုံလည်းရတယ်ဆိုဂျူတွေလည်းတောက်လို့ရတယ်ကိုရီးယားဆန်အရက်တွေကအများကြီးရှိရပေါ့နော်ဒီဆိုင်မှာလုံးဝစစ်တောက်လို့ရမယ်အဲ့တော့ကိုရီးယားဒရမာတွေကလို့ကိုရီးယား vibe လေးခန်းစားခြင်းနေဆိုရင်တော့ဒီဆိုင်မှာကိုရီးယားဆဆာလေးစားပြီးတော့ကိုရီးယားဆန်ရက်ဒါမှမဟုတ်ဆိုဂျူလေးတောက်ပြီးတော့အသားကင်လေးနဲ့လာချေးလို့ရတယ်နော်ကင်ချီထမင်းတုပ်ဆိုရင်လည်းသူ့ရဲ့အိုးကအမြဲပူနေတာဖြစ်တဲ့ကြောင့်ထမင်းကဘတော်မှအေးမသွားဘူးပေါ့နော်ဆိုင်လေးကလည်းတသက်ရှင်းတက်ရက်လေးနဲ့ဝန်ဆောင်မှုလေးလည်းအရန်ကောင်းတယ်ပေါ့နော်အဲ့တော့တငယ်ချင်းတွေနဲ့ဆိုဂျူလေးပဲလုံးမလားကိုကောင်လေးနဲ့ပဲဖြစ်ဖြစ်ကိုကောင်မလေးနဲ့ပဲဖြစ်ဖြစ်ကိုရီးယားဒိတ်လေးပဲလုံးမလားဒီဆိုင်လေးကအရန်အဆင်ပြေပြီးတော့အရန်စားလို့ကောင်းတဲ့အစားအစာတွေနဲ့ကဲတော့မစားသေးဘူးဆိုရင်ခုချက်ချင်းပဲတွားလိုက်ကြတော့နော်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးလုပ်ပြီးတော့ YouTube မှာလည်း subscribe လေးနှိပ်ပြီးတော့ share ပေးခြင်းပေးကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်အားလုံးပဲ bye bye